ဆက်ရုံလို့သမား3ယောက်ဟာရေဒီယိုတက်တိကြွနေတဲ့ရေတွေကိုဖြတ်ပြီးတော့တိုင်ငီရဲကရေတွေကိုအောင်မြင်ဖောက်ထုတ်နိုင်ခဲ့ပါတယ်။ပောက်ကွဲမှုကြီးဖြစ်ပြီးလေးရဲ့အကြာမှာလုံမီလာကသူ့ရဲ့ယောက်ျားမိသက်သမားကိုမော်စကိုဆေးရုံကိုပို့လိုက်ကြတယ်ဆိုလို့မော်စကိုထိလိုက်သွားပါတယ်။အပြင်လူဝင်ခွင့်မရှိပေမဲ့ဒူနာမျိုးကိုလက်ထိုးပြီးတော့ဝင်လာခဲ့တယ်။ဒါပေမဲ့ဒူနာမျိုးတယောက်ကရှေ့မှာကိုဝင်မရှိတဲ့တေချာရင်သွားတွေ့ပါမိနစ်30ထက်တော့မပိုပါစေနဲ့ခဝေးဝေးကနေပဲစကားပြောပါလို့မှာလိုက်ပါတယ်။လုံမီလာကသူ့ယောက်ျားရဲ့အခန်းထဲကိုစိုးရိမ်နေကြီးနဲ့ဝင်သွားတယ်။သူ့ယောက်ျားကဆက်လက်တောက်ပြီးဖဲပါရိုက်နေတာကိုတွေ့လိုက်တော့မှလုံမီလာကစိတ်အေးသွားတော့တယ်။ချာနိုဝယ်မှာတော့လီဂါဆော့ကဘိုးတွေကိုအော်နေတယ်။ခင်ဗျားတို့လူကြီးတွေကဒီလိုလူတွေအများကြီးတည်စေတိုင်းတဲ့ဆုံးဖြတ်ချက်မှားတွေကိုဒီလိုပဲလွယ်လွယ်လေးချနေကြတာလားလို့ပြောလိုက်ပါတယ်။ရေဒီယိုတက်တိကြွမှုကချာနိုဘယ်နဲ့200ကီလိုမီတာဝေးတဲ့နေရာမှာတော့ရှိနေသေးတာကိုမြို့နယ်လူလူကိုဘာဖြစ်လို့30ကီလိုမီတာပဲဝေးတဲ့နေရာမှာရွှေ့ပြောင်းပေးရမယ်လို့ဆုံးဖြတ်ချက်ချတာလဲလို့မေးနေပါတယ်။ဘိုးတွေကဒါတွေကိုငါလည်းမသိဘူး။မင်းစကားပြောဆင်ခြင်ပါလို့ပြန်ပြောလိုက်ပါတယ်။ပောက်ကွဲမှုကြီးဖြစ်ပြီးတော့6ရက်အကြာမှာဘိုးတွေကထွေထွေမှုချုပ်ကိုဖုံးဆက်တယ်။မီးကငိမ့်ကနေပါပြီ။တိုင်ကြီးတွေကရေတွေကိုလည်းဖောက်ထုတ်လိုက်ပါပြီ။အပူလုံးပောက်ကွဲမှုကိုတားဆီးလိုက်နိုင်ပါပြီ။နောက်9ဘက်6ဘက်လောက်ကြာရင်တော့အချိုရီတွေကအောက်ခံကူကလေးပြားကိုဖြတ်ပြီးတော့မြေရောက်ရည်တွေကိုညဉ့်ညမ်းစေတော့မှာပါ။ဒါကြောင့်ဓာတ်ပေါင်းမို့ဦးတိုင်းပြိုမကြခင်အေးပေးဖို့ဆိုဗီယက်ပြည်အောင်စုထဲမှာရှိတဲ့နိုင်ရိုဂျင်တွေအားလုံးကိုလိုအပ်ပါတယ်လို့ပြောလိုက်ပါတယ်။ထွေထွေမှုချုပ်ကမင်းတို့လိုတာအားလုံးရစေရမယ်။ဒါပဲမလားလို့မေးတော့ဒီကဆော့ကဝင်ပြောတယ်ကီလိုမီတာ30အတွင်းမှာရှိတဲ့လူတွေကိုရွှေ့ပြောင်းပေးစေချင်ပါတယ်လို့ပြောတယ်။ဒါနဲ့ထွေမှုချုပ်ကကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မပါပါနဲ့ကို့အလုပ်ကိုလုပ်ပါငါစင်ကြီးတွေမလို့ခြင်းဒီကိစ္စကြီးဘယ်တော့ပြီးမလဲဆိုတာပဲသိချင်တယ်လို့ပြောလိုက်တော့လီဂါဆော့ကနောက်ထပ်နှစ်ပေါင်း2000နေတောင်ကြာရင်ပြီးမှာပါလို့ပြောပြီးဖုံးချပလိုက်တယ်။ဘိုးတွေလည်းလီဂါဆော့ကိုငါတို့လမ်းလျှောက်ထွက်ရအောင်လို့ပြောလိုက်တယ်။ဘိုးတွေကလီဂါဆော့ကိုတန်းရောက်ကြီးထိတွေ့ခဲ့တဲ့လူတွေဟာဘာဖြစ်သွားမှလဲလို့မေးလိုက်တယ်။လီဂါဆော့လည်းသူတို့ထိတွေ့ခဲ့တဲ့ပမာဏပေါ်ကိုမူတည်ပြီးတော့တန်းရောက်ကြီးတွေကဇက်ဖွဲ့စည်းပုံတွေကိုဖျက်ဆီးပစ်မယ်။ပထမဆုံးအသားတွေလောင်ပြီးတော့မဲလာမယ်။ဒါပေမဲ့ချက်ချင်းပဲနေပြန်ကောင်းလာမယ်။တက်တာလို့ထင်ရမယ်။တရက်နှစ်ကြာရင်တော့အသားစားတွေပုတ်ပွားလာမယ်။သွေးလွတ်ကြောတွေသွေးပြန်ကြောတွေကပေါက်ထွက်ပြီးတော့သေမယ်။ကျွန်တော်တို့ကတော့နောက်နှစ်အနေငယ်ကြာရင်ကင်ဆာဖြစ်ပြီးတော့သေမယ်လို့ပြောလိုက်တယ်။ဘိုးတွေကငါတို့ကနည်းနည်းတက်တာတယ်လို့ပြောရမှာပေါ့နော်လို့လီဂါဆော့ကိုပြောလိုက်တယ်။လီဂါဆော့ဟိုတယ်ကိုပြန်တော့အိုလန်နာနဲ့တွေ့တယ်။အိုလန်နာကသူအထက်တွက်ချက်ပြီးပြီ။ဘလိုနီးနဲ့မှ RBM ကေတာပေါင်းဖို့ကပောက်ကွဲမှုကိုမဖြစ်နိုင်ဘူး။ဒါပေမဲ့ပောက်ကွဲခဲ့တယ်။လီဂါဆော့ကအဲ့ဒီညကထိတ်ချုပ်ခန်းထဲမှာရှိခဲ့တယ်။ဒီယာလော့အခီမော့နဲ့သူ့လက်အောက်ကကောင်းလေးစီကိုတွားပြီးတော့စုံစမ်းခဲ့ပါ။သူတို့မော်စကိုဆေးရုံရောက်နေပြီ။ပြီးတော့ဘယ်သူမှမရိပ်မိအောင်တတိထားပါလို့ပြောလိုက်ပါတယ်။ပောက်ကွဲမှုကြီးဖြစ်ပြီး9ရက်အကြာမှာတော့ကြောင်မီသွေးတူးလုံသမားတွေစီကိုကြောင်မီသွေးဝင်ကြီးကရောက်လာတယ်။မင်းတို့ပစ္စည်းတွေကိုယူပြီးတော့ကားပေါ်တကြားလို့ပြောလိုက်တယ်။လုံသမားခေါင်းဆောင်ကဘယ်ကိစ္စနဲ့ဘယ်ကိုသွားရမယ်ဆိုတာမသိရင်ငါလူတွေကိုမထည့်နိုင်ဘူးလို့ပြောလိုက်တယ်။ဝင်ကြီးလည်းလှုပ်ဝက်ချက်ပင်မဲ့မတတ်နိုင်လို့ပြောလိုက်ရတယ်။ချာနိုဘယ်ကအနှုမြူတွေမြေရောက်ရည်တွေကိုစိတ်ဝင်ပြီးတော့လူတန်းပေါင်းများစွာတည်ကြရတော့မယ်။ဒီကိစ္စကိုမင်းတို့ကိုတားဆီးပေးစေချင်တယ်လို့ပြောလိုက်တယ်။လုံသမားခေါင်းဆောင်ကဝင်ကြီးရဲ့တန့်ပြတ်နေတဲ့အင်ကြီးကိုသူ့ရဲ့လက်မိန်နဲ့တစ်ချက်ပုတ်ပြီးကားပေါ်တက်သွားတယ်။နောက်ကအလုံသမားတွေကလည်းဝင်ကြီးရဲ့အင်ကြီးကိုတယောက်တစ်ချက်လက်နဲ့ပုတ်ပြီးတော့မင်းအခုမှကြောင်မီသွေးဝင်ကြီးနဲ့တူသွားတာလို့ပြောလိုက်တယ်။လီဂါဆော့ကတွင်းညူသမားတွေရောက်လာရင်ဘလို့ညာပြောရမလဲမသိလို့စဉ်းစားနေချိန်မှာဘိုးတွေကသူတို့ကတွင်းညူသမားတွေပါအမှန်တိုင်းပဲပြောပြီးခိုင်းတယ်လို့ပြောလိုက်တယ်။လုံသမားကောင်းဆောင်ရောက်လာတော့ငါတို့ဘာလုပ်ပေးရမှာလဲလို့မေးတယ်။လီဂါဆော့ကမြေရောက်ကနေတွင်းတူပြီးတော့ဓာတ်ပေါင်းမွေကြီးအေးသွားအောင်နိုင်ရိုရှင်အဖူကူပြောင်းဆက်ကိုထည့်ပေးရမှာပါ။ချိန်6ပတ်ရပါတယ်။မနေ့ဖြန်ကနေစလုပ်လို့ရပါတယ်လို့ပြောလိုက်တယ်။လုံသမားကောင်းဆောင်ကဒါဆိုရင်ငါလူအင်အား400လိုတယ်။ဒီနေ့ပဲစတူမယ်။ငါရဲ့လူတွေကိုဒီနေရာမှာ10မိနစ်တောင်ပိုးပြီးတော့ရှိမနေစေချင်ဘူးလို့ပြောလိုက်တယ်။သူတို့စတူကြတော့မြေရောက်ပူချိန်က50ဒီဂရီဖြစ်နေပြီ။ငါတို့ပန်ကားတွေလိုတယ်မြေရောက်မှာအရန်ပူတယ်လို့ပြောလိုက်တော့တာဝန်ရှိသူတွေကခင်ဗျားတို့အတွက်ပြောတာပါပန်ကားတွေတုံးလိုက်လို့ရှိရင်ရေဒီယိုတက်တိကြွအမှုတွေကခင်ဗျားတို့ရဲ့အဆုတ်ထဲထိကိုဝင်သွားမှာပါလို့ပြောလိုက်တယ်တွင်းလူသမားတွေပြဿနာတက်နေတယ်လို့ကြားတော့ဘိုးရင်းနဲ့လီကဆော်လဲတွားကြည့်ရတယ်အလုံသမားကောင်းဆောင်ကအစားအကားကွယ်တွေချွတ်ပြီးတော့မြေတူးနေတာကိုတွေးလိုက်ကြရတယ်လူသမားကောင်းဆောင်ကမင်းတို့ကပန်ကမတုံးခိုင်းတာငါတို့အုတ်ထုတော်စောင်းထားပါတယ်လို့ပြောလိုက်တယ်လီကဆော့ကခင်ဗျားတို့ထိခိုက်မှာဆိုလို့ပါလို့ပြောတော့လူသမားကောင်းဆောင်ကဘလို့နေသိမှာပဲမလားဘာတွေများထူးသွားမှလဲလို့ပြောပြီးတော့မြေပြန်တူတယ်အဲ့ဒီအချိန်မှာအိုလန်နာကမော်စကိုဆေးရုံမှာတူနာပြည့်အောင်ဟန်ဆောင်ပြီးတော့အခီမော်ရိုကိုအဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့အခိုက်အတန့်တစ်ခုချင်းစီတိုင်းကိုစုံစမ်းမေးမြန်းတယ်အိုလန်နာပြန်ထွက်လာတော့အခန်းထဲမှာဘာကာကွယ်မှဝင်မထားတဲ့ကိုဝင်ဆောင်မျိုးသမီးတယောက်ကတကိုယ်လုံးရစရာမရှိအောင်ဓာတ်တက်တိလောင်ကျွမ်းခံထားရတဲ့ယောက်ျားတယောက်ရဲ့ဘေးမှာထိုင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါလုံမီလာပဲသူ့ယောက်ျားကအစကတတ်တသလိုဖြစ်နေပေမဲ့အခုတော့တေးလူများပါဖြစ်နေပြီ။အိုလန်နာလုံမီလာကိုတွေ့တော့ကိုဝင်ရှိနေရတော့ဒီလူတွေနောက်ကိုကြိုက်ရဲသေးရလားလို့အော်မိသွားတယ်။ဒါနဲ့သူရာပြူမဟုတ်တာကိုသိသွားပြီးတော့အဖမ်းခံလိုက်ရတယ်။လီဂါဆော့တို့လည်းအစီအဝေးထပ်တက်ကြရတယ်။လီဂါဆော့ကအရေးပေါ်ချင်းနေပြီးဆုံးသွားပါပြီ။အခုရေရှည်စစ်ပွဲကြီးစပါပြီလို့ပြောလိုက်တယ်။ဓာတ်တက်တိကြွနေတဲ့ area အတွင်းမှာရှိတဲ့ဒရိစံတွေအားလုံးကိုတပ်ပြရပါမယ်။ဓာတ်တက်တိကြွမှုနဲ့ယောဂတွေကိုကာကွယ်ဖို့ပါ။ဒါတွေမကသေးဘူး။တပ်ပင်နဲ့ကြောက်တုံးတွေကိုပါမြေကြီးထဲမြုပ်ပြရမယ်။ရေဒီယိုတက်တိကြွနေတဲ့အပေါ်ရမြေစီလွှာတွေကိုပါတူးပြီးတော့မြေကြီးထဲကိုပြန်မြုပ်ပြရမယ်။ပြီးရင်တော့ဓာတ်ပေါင်းမှုပတ်ပတ်လည်မှာအကာအကွယ်အကြီးတစ်ခုကိုစောက်ရပါမယ်လို့ပြောလိုက်တယ်။ဒါတော့မှလူတွေတည်ကြအောင်ပါပါဘိုးတွေကဒါတွေလုပ်ဖို့အချိန်3နှစ်လောက်ထိကြာနိုင်တယ်ဆရာဝန်တွေအင်ဂျင်နီယာတွေအပါအဝ
ဝင်သူ9သိန်းခွဲလောက်ထိလိုအပ်ပါတယ်လို့ပြောလိုက်တယ်။အစည်းအဝေးပြီးတော့လီဂါဆော့ကအိုလန်နာကိုဖမ်းသွားတဲ့ညွှန်မှုကိုအိုလန်နာကိုပြန်လွှတ်ပေးပါလို့တောင်းဆိုရဲညွှန်မှုလည်းလီဂါဆော့ကအန်ဒီရရှိပုံမပေါက်တော့အိုလန်နာကိုပြန်လွှတ်ပေးဖို့သဘောတူလိုက်တယ်။လီဂါဆော့အိုလန်နာကိုတော့တွေ့တော့အိုလန်နာကတီယာလော့ကသူ့ကိုစကားလက်ခံမပြောဘူး။အခီမော်ကတော့မျက်နှာတော့မရှိရဘူးလို့ပြောလိုက်တယ်။အိုလန်နာကသူတီးခဲ့ရတဲ့လောက်ကိုပြောပြတယ်။အဲ့ဒီညကသူတို့ RPMK တပ်ပေါင်းကိုလုံခြုံရေးဆက်သက်မှုလုပ်နေကြတယ်။စမ်းသပ်မှုလုပ်နေရင်မီယာခုန်တက်သွားတော့သူတို့ Elizabeth Club ကိုနှိပ်ခဲ့ပြီးတပ်ပေါင်းမူကြီးကိုအရေးပေါ်ပိတ်ချခဲ့တယ်။အဲ့ဒီအချိန်မှာပဲတပ်ပေါင်းမူကြီးကပောက်ကွဲသွားခဲ့တာ။လီဂါဆော့ကပောက်ကွဲမှုဖြစ်ပြီးမှသူတို့ Elizabeth Club ကိုနှိပ်တာဖြစ်မယ်။ Elizabeth Club ကိုနှိပ်ခဲ့ရင်ဘယ်လိုပောက်ကွဲမှုဖြစ်ပါလဲလို့ပြောလိုက်တယ်။အိုလန်နာကသူလည်းအဲ့လိုထည့်ပေးမယ်။အခီမော်ရောသူ့လက်အောက်ကကောင်းလေးရောကတထီးရရဲပြောခဲ့တာပါ။ဂျားထဲမှာတစ်ခုလွဲနေရတော့ရှိမယ်။ဒါပေမဲ့ကျမဆေးရုံကိုသွားပြီးတော့ထပ်သွားမေးအောင်မယ်လို့ပြောလိုက်တယ်။လီဂါဆော့ကသူတို့အသက်မရှိရတော့ဘူးလို့ပြောလိုက်တယ်။ဆေးရုံတွေကလည်းအလောင်းတွေထုတ်လာတယ်။အဲ့ဒီအလောင်းတွေထဲမှာလုံမိလာရဲ့ယောက်ျားလည်းပါတယ်။ရေဒီယိုတက်တိကြွနေတဲ့အလောင်းတွေကိုတန်နဲ့လောက်ထားတဲ့အခေါင်းတွေကိုထည့်ရေကြီးနေတဲ့ထဲကိုချကကွန်ကရစ်တွေလောင်းပြီးတော့အသေးပိတ်ပလိုက်ကြပါတော့တယ်။